လောကသားတို့အတွက်ယဗုဒ္ဓဤကျိုးပန်းချက်အပိုင်း25တတ္တော50မှာ16ဝါမြောက်အာလူဤမြို့မှာရသော်ဘုရားဟာဝါဆိုတော်မူခဲ့တာဖြစ်တယ်ရသော်ဘုရားတတ္တောတိပင်နေတတ္တော50တဲ့သို့ရောက်ရှိလာပြီ35နှစ်ဘုရားဖြစ်တဲ့အချိန်ကနေစပြီးတော့တရားရည်ရဲ့အကျိုးကိုတည်ဖို့ဆောင်ရွက်တော်မူခဲ့တဲ့ရသော်ဘုရားဟာနေမအညမအားကဘာပေါ်မှာတော့အလုံးလုံးဆုံးအံ့ဖွယ်လူသားတယောက်လို့ခေါ်ကြမှာဖြစ်ပါရသော်ဘုရားရဲ့နေ့စဉ်လုပ်ငန်းကြည့်လိုက်မယ်ဆိုလို့ရှိရင်အားရနားရဆိုတာမရှိဘူးဒီနေ့နှစ်ကြိမ်လောကကြီးကိုလည်းတပ္ပယုတဉာဏ်ခွန်ရဲ့ဖြင့်ဖြန့်ကျက်ပြီးတော့ကြည့်လို့ရှိတဲ့ထဲမှာအမြဲတမ်းကြည့်ပြီးတော့တရားရရဲ့အကျိုးကိုအမြဲတမ်းသိဖို့တာခုတတ္တဝ15ဝါမြောက်ဝါဆိုရမယ့်အချိန်မှာ16ဝါမြောက်ဝါဆိုရမယ့်အချိန်ရောက်တဲ့အခါကျတော့ထုံးစံတိုင်းပဲတတ္တလောကကြီးတစ်ခုလုံးကိုကြည့်လိုက်တယ်ကြည့်လိုက်တဲ့အခါမှာအလွန်အန္တရာယ်ကြီးမားတဲ့အနေအထားတစ်ခုနဲ့အလွန်အန္တရာယ်များလာတဲ့အနေအထားတစ်ခုကနေပြီးကုညီဆောင်မပြီးဆုံးမဩဝါဒပေးရမယ့်အနေအထားတစ်ခုမြတ်စွာဘုရားမြင်တယ်။ဘာကြောင့်အန္တရာယ်ကြီးမားတော့ဆိုစိတ်ချမ်းကိုယ်ချမ်းအလွန်ခက်ထန်ကြမ်းတမ်းတဲ့အာလဝကဘီလူကြီးရဲ့ဘုံမိမ့်မှန်တွေကိုတွားရောက်တရင်သုံးဖို့ဆိုတာတာမန်ပုဂ္ဂိုလ်တွေဟာတွေးဝန်းစရာမရှိဘူးအာလဝကဆိုတာအလွန်ကြမ်းတမ်းတဲ့ဘီလူကြီးဘယ်သူကမှလူမထင်ဘူးအလွန်ကြမ်းတမ်းတဲ့ရက်ဆက်တဲ့ဘလူကြီးတူဖြစ်တယ်အဲ့ဒီဘလူကြီးရဲ့ဘုံမိမ့်မှန်တွေကိုတွားပြီးတော့စွန့်စားပြီးတရင်သုံးရမှာတာမန်ပုဂ္ဂိုလ်တွေဆိုမလွယ်ဘူးဒီလောက်ကျမ်းတဲ့ပုဂ္ဂိုလ်တူတယောက်ကိုဖြောင်းပြနားချပြီးနုညံ့သိမ်မွေ့သွားအောင်လုပ်ဖို့ဆိုတာကြားတကောင်ကိုဆုံးမရတာတဲ့ခက်ခဲမယ်ရှင်သေးတကောင်ကိုချော့ရတာတဲ့ခက်လိမ့်မယ်အင်တမခက်ခဲတဲ့အလုပ်ကိုမြတ်စွာဘုရားအလောကဘီလူကြီးနဲ့တွေ့လို့ရှိရင်အန္တရာယ်တွေအများကြီးဖြစ်မယ်အဲ့ဒီအန္တရာယ်တွေကိုရှောင်လွှဲပြီးတဲ့အခါမှာသူ့ကိုခန္တီမေတ္တာကရုဏာတွေနဲ့ချမ်းတမ်းတဲ့စိတ်ဓာတ်တွေကိုပျော့ပြောင်းသွားအောင်လုပ်ပြီးပျော့ပြောင်းသွားခြင်းဖြင့်သာဝရယဉ်ကျေးသွားတဲ့ပုဂ္ဂိုလ်တို့ဖြစ်ဖို့လောကမှာကိုကြိုတင်ပြီးတော့မြင်တယ်နောက်တစ်ခုကတော့အာလူဤပြည့်ရှင်ဘုရင်ကြီးရဲ့နှုတ်လွန်ခဲ့တဲ့စကားအရာအာလူဤပြည်သူပြည်သားတွေဟာဒီနေ့ထမင်းအိုးတိုးချက်နဲ့လူတွေဟာဒီနေ့တယောက်သွားပြီးတော့ဘလူးစားခံနေရကြအဲ့ဒီနေ့ပါဆိုရင်သွားမဲ့လူမရှိသည့်အတွက်ကြောင့်ဘုရင်ကြီးဟာအေးသားသမီးဆိုတာနောက်တော့ရလာမှာပဲမွေးကင်းစားဖြစ်တဲ့သူ့ရဲ့သားကလေးမင်းသားလေးပဲကြံတော့တယ်ပေးစရာအဲ့ဒီမင်းသားလေးကိုပဲမတတ်နိုင်ဘူးဆိုပြီးတော့မျက်စိမိတ်ပြီးမင်းသားလေးကိုဘလူးစာကျွေးမဲ့နေ့ရသော်ဘုရားကမြင်တယ်ဒီမင်းသားလေးဟာပါရမီရှင်ပုဂ္ဂိုလ်တို့ဖြစ်တယ်ရသော်ဘုရားနဲ့တွေ့ဆုံပြီးနောက်ပိုင်းမှာဆိုရင်သာသနာတော်ကိုကိုယ်ပဲစိတ်ကတ်တဲ့ဂုဏ်ဝိသေသရှိတဲ့ဥပဒကအကောင်တို့ဖြစ်လာဆိုတာကိုကြိုတင်ပြီးတော့မြင်အဲ့ဒါကြောင့်မို့လို့အလွန်ကျမ်းတဲ့အလောကဘီလူကြီးကိုဆုံးမဖို့မင်းသားလေးရဲ့ဘက်ဖို့နိဗ္ဗာန်ရဖို့အတွက်အန္တရာယ်ဖြစ်မှာကိုကြိုတင်ဟန်တာဖို့ဆိုတဲ့
ဒီကျွတ်တင်မြင်မှုတွေကိုခြေခံပြီးတော့မြတ်စွာဘုရားအာလဝီပြည်ကိုကြွားတာဝတိမြို့ကနေပြီးမိုင်30လောက်ဝေးတယ်မိုင်30ဝေးတဲ့အာလဝီပြည်ကအာလောကပြည်လူကြီးအုပ်စိုးနေတဲ့ညောင်မင်းကြီးအောက်မှာအာလောကပြည်လူကြီးနေတဲ့ဘုံဗိမာန်ကြီးရှိအဲ့ဒီဘုံဗိမာန်ကြီးတဲ့ကိုမြတ်စွာဘုရားစွန့်စားပြီးတော့ကြွသွားငရဲတွင်ဆင်းရတာတဲ့အန္တရာယ်များတယ်ပေါ့နော်ငွေတွင်ကြီးတဲ့ဆင်းရတာတဲ့အန္တရာယ်များတယ်အေးဖះမို့တကိုးနဲ့အန္တရာယ်မရှိဘူးလို့ဒီလိုတော့မမှတ်နဲ့အကယ်၍ဒီလိုမစွန့်စားခဲ့ဘူးဆိုလို့ရှိရင်အလောကပြည်လူကြီးလည်းဘယ်တော့မှယဉ်ကျေးလာမှာမဟုတ်ဘူးပါရမီရှင်ဖြစ်တဲ့အာလဝီပြည်ဘုရင်ကြီးရဲ့သားလေးဟာလည်းပဲငယ်ငယ်ရွယ်နဲ့အသက်ဆုံးရှုံးတယ်ရတဲ့ရတဲ့အခွင့်အရေးတွေပျက်စီးသွားလိမ့်မယ်ဆိုတာကိုကက်တင်ဖို့လောကသားတွေရဲ့အကျိုးအတွက်မြတ်စွာဘုရားစွန့်စားပြီးသွားရောက်တယ်ဟိုရောက်တဲ့အခါကျတော့အာလောကဘီလူကြီးရဲ့ဗိမာန်ကိုစောင့်နေတဲ့ခတ္တရပဆိုတဲ့ဘီလူရှိတယ်သူကတော့အလွန်ကြီးမကြမ်းတမ်းဘူးသူ့ဆရာကကြမ်းတယ်အဲ့ဒီအချိန်မှာအာလောကဘီလူကြီးကအစည်းအဝေးသွားနေတယ်သူတို့မှလည်းအစည်းအဝေးရှိတယ်ဘလူတွေရဲ့အစည်းအဝေးယက္ခသမဂမလို့ခေါ်တယ်အဲ့ဒီအစည်းအဝေးတက်နေတဲ့အချိန်မြတ်စွာဘုရားရောက်လာတဲ့အခါကျတော့မြတ်စွာဘုရားကဘုံမိမ္မာန်ကိုစောင့်ရှောက်ပြီးတော့တကားစောင့်နေတဲ့ခတ္တရပဆိုတဲ့ဘလူကိုခွင့်တောင်းတယ်ခတ္တရပကဒီထဲမှာခိတ္တခဏဝင်နာမယ်လို့ဆိုတော့ခတ္တရပကသဘောကောင်းတယ်အဲ့ဒီဘလူကရှင်ဘုရားတဲ့ဒီထဲမနေချင်မှနဲ့အလွန်အန္တရာယ်များတယ်အာလောကဘလူဆိုတာအလွန်ရက်ဆက်တာရှင်ဘုရားဒုက္ခရောက်သွားလိမ့်မယ်ဆိုကိစ္စမရှိပါဘူးလေမင်းသဘောတူရင်ငါဝဲမှာနောက်ဆုံးတော့မြတ်စွာဘုရားကိုရှင်ဘုရားသဘောပဲလို့ပြောပြီးတော့သူခွင့်မပြုရဲဘူးအာလောကဘီလူကြီးကအစည်းအဝေးတက်နေတာစီကိုသူချက်ချင်းသွားပြီးတော့ဒီလိုပဲဆိုတဲ့အကြောင်းကိုသွားကြားတယ်အကြောင်းသွားကြားတဲ့အခါအာလောကဘီလူကြီးကအန်ကျိတ်တယ်နေအောင်ပေါ့အစည်းအဝေးပြီးရင်တော့အန်ကျိတ်အဲ့ဒီအချိန်လေးမှာဘယ်သူတွေရောက်လာတော့ဆိုတပည့်ဆက်ကြညမှာမြတ်စွာဘုရားကိုသွားရောက်ပြီးတော့မေဂုံပု္ပ္ပာတွေမေးတဲ့တတဂိရဆိုတဲ့နတ်နဲ့ဟေမဝတ္တနတ်ဒီတကူရှိတဲ့ဟေမဝတ္တတောင်ကနမင်းကြီးရဲ့တတဂိရတောင်ကနမင်းကြီးတို့နှစ်ဦးကအာလောကဘုံမိမ္မာန်ဘောကဖြတ်ကျော်လာတာဘုရားရှိမှန်သိတော့ဘုရားကိုဝင်ရောက်ပြီးကြောခဲ့ကြတယ်ဟိုလဲရောက်ရောအစည်းအဝေးမှာအာလောကနဲ့တွေ့တော့အာလောကမင်းသိက္ကံကောင်းတာပဲမင်းဘုံမိမ္မာန်နဲ့မှာဂေါရမဘုရားရောက်ရှိနေတယ်ဆိုကောင်းတဲ့ရင်ပေးတာဟိုကအန်ကျိတ်တယ်နော်နေအောင်ပေါ့အဲ့ဒါလို့စိတ်ချမ်းကိုချမ်းဘလူကြီးဟာမြတ်စွာဘုရားကသူထိုင်တဲ့ပြင်ပေါ်မှာထိုင်လို့အလောကဘီလူကြီးရဲ့အချွေရန်ဒီကတော့သူလောက်မချမ်းတမ်းကြဘူးလူပဲဖြစ်ဖြစ်တိရစ္ဆာန်ပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်ချမ်းတမ်းတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ချမ်းသာပဲလူတိုင်းချမ်းသာမဟုတ်ဘူးတိရစ္ဆာန်တိုင်းလည်းမချမ်းဘူးဇယိုက်ဆိုးဝါဒနာဆိုးဒေါသဇယိုက်ပြစ်ထန်တဲ့ပုဂ္ဂိုလ်တွေကဖြစ်လျက်ဘဝမှာအချမ်းထမ်းနေကြီးပဲဖြစ်တယ်နောက်ဆုံးမှငှက်ဖြစ်ရင်တောင်ပါဇက်ပြဲပြီးသူများလိုက်စိတ်တဲ့အကောင်မျိုးဖြစ်တာနော်အဲ့ဒီလိုပဲကိုယ်ဘဝမှာဒါတတိထားပြီးတော့ငါမှဇယိုက်ဆိုးတွေရှိသလားလူမြင်တိုင်းတရှုရှုတတိုင်းတိုင်းနဲ့ဒေါသထွက်တတ်သလားဆိုရင်ခုချိန်မှာပြင်ရမပြင်လို့ရှိရင်တော့ခေါရိုးကျိုးသွားပြီဘဝမှာဒေါသဇယိုက်ကြီးနဲ့လူတကာရန်လို့လူတကာအမုန်းခံရတဲ့ပုဂ္ဂိုလ်ဖြစ်မှာပဲအဲ့တော့ဇယိုက်ဆိုတာကိုပြင်မရတယ်ဇယိုက်ဆိုတာအလေးအကျင့်ကြီးတစ်ခုဖြစ်သွားတာဇယိုက်တို့ဝါဒနာတို့ဆိုတာ habitual practice လို့ခေါ်တယ် habit ဆိုတာဝါဒနာကြီးဖြစ်ပြီးအကျင့်ကြီးပါတော့
အကျင့်ဆိုတာအကောင်းတဲ့အကျင့်ပါရင်ကောင်းတယ်အကျင့်ဆိုးကြီးပါသွားရင်သွားရောတတန်တရားလုံးဟာအကျင့်ဆိုးကြီးနေအဲ့တော့အာလဝကကြီးကတို့လိုပြောရမယ်ဆိုရင်မြတ်စွာဘုရားလာနေတာလုံးဝမကြိုက်အစည်းအဝေးကထွက်လာတာနဲ့တပြိုင်နက်မြတ်စွာဘုရားကိုပြန်လာပြီးတော့ဒေါနဲ့မောနဲ့ရန်လုပ်တော့တာပဲအဲ့ဒီမှာပါဠိတော်မှာတော့အများကြီးဓာတ်တွေကိုမပြောဘူးအထက်ကရာပြောထားတာတော့အလောကကြီးဟာမြတ်စွာဘုရားရောက်နေတာကိုမကြိုက်လို့မြတ်စွာဘုရားလည်းအဲ့ထဲမှာတညသတင်းသုံးတာရောက်နေတာမကြိုက်လို့အမျိုးမျိုးမြတ်စွာဘုရားသူ့ဘုံမိမ့်မှန်နဲ့ထွက်သွားအောင်ဒုက္ခပေးတယ်ပေါ့လေသို့တော့အလဝကတုတ်တံလို့ဆိုတဲ့ပါဠိတော်မှာကြတယ်တာမန်လေးရေးထားတယ်ဘယ်လိုရေးတော့ဆိုမြတ်စွာဘုရားဟာအာလူဤမြို့နားကအလဝကကြီးရဲ့အလဝကဘလူကြီးရဲ့ဘုံဗိမာန်မှာသတင်းသုံးနေထိုင်ခဲ့တယ်တဲ့အဲ့ဒါလို့နေထိုင်တဲ့အခါမှာအလဝကဘလူကြီးကရောက်လာပြီးတော့မြတ်စွာဘုရားကိုသူ့ဘုံမိမ့်မှန်တွေကထွက်သွားခိုင်းတယ်ဒီလောက်ပဲပါတယ်နော်ထွက်သွားခိုင်းတာမလုပ်ခင်အကြီးအကျယ်မြတ်စွာဘုရားကိုရန်လုပ်တယ်ထွက်ပြေးလောက်အောင်လုပ်တယ်သို့တော့မြတ်စွာဘုရားကိုသူအန္တရာယ်လုပ်လို့မရဘူးဘာဖြစ်လို့မလုပ်နိုင်တာတော့ဆိုမြတ်စွာဘုရားကသူ့ပေါ်မှာဩဒိတမေတ္တာနဲ့ပို့ပြီးတော့ကရုဏာထားလောကဟာတယောက်ကစိတ်ဆိုးနေတာကိုအသာလေးအပြုံးမပြတ်ငုံခံလို့ရှိရင်လည်းခုခေတ်လူတွေကြတော့ပိုးစိတ်ဆိုးတယ်နော်ပိုးစိတ်ဆိုးတယ်ဘာမှပြန်မပြောရင်လည်းစိတ်ဆိုးတတ်တယ်ခုခေတ်လူတွေကမြတ်စွာဘုရားတရားတော်အရာတယောက်ကစိတ်ဆိုးနေလို့ရှိရင်ကျန်တဲ့လူတယောက်ကတိခံပြီးတော့ငြိမ့်နေလို့ရှိရင်အလိုလျောက်ဟိုလူကငြိမ့်သွားတယ်တုံ့ပြန်မှုမရှိလို့ရှိရင်သူကသူငြိမ့်သွားတုံ့ပြန်နေလို့ရှိရင်တော့မဆုံးနိုင်တော့ဘူးသူတစ်ချက်ခေါက်ငါနှစ်ချက်ခေါက်နဲ့အဲ့ဒါလိုသွားတော့မှာနော်တုံ့ပြန်မှုတွေမလုပ်ဘူးဒီတိုင်းပဲနေဒီလိုတုံ့ပြန်မှုမပြုဘဲနဲ့တိခဏ်ချင်းခွင့်လွှတ်ခြင်းနဲ့သတင်းသုံးပြီးတော့နေတယ်အဲ့ဒီအချိန်မှာသူလုံးလို့မရတော့နောက်ပိုင်းမှာဘာလုပ်တော့ဆိုမြတ်စွာဘုရားကိုခတ်မာနဲ့နိခမသမဏကိုတော့ထွက်သွားလိုက်ဒီထဲမှာမနေနဲ့ထွက်သွားလိုက်လို့ပြောတာအဲ့ဒီလိုပြောလိုက်တဲ့အချိန်မှာမြတ်စွာဘုရားကလည်းတာရာဟုသောအေးကောင်းပါပြီကွာဆိုထွက်သွားတာတညာလုံးထပြေးအောင်လုပ်တာမသွားဘူးမြတ်စွာဘုရားကိုတော့ဒီထဲမှာမနေနဲ့ထွက်လို့ဆိုတော့အေးမင်းထွက်စီခြင်းလဲထွက်မယ်ကောင်းပြီဆိုထွက်သွားလိုက်တယ်သူ့ဗိမာန်တွေကထွက်သွားတယ်အဲ့ဒါလို့သူပြောတဲ့စကားလေးကိုလိုက်နာလိုက်တဲ့အချိန်လေးမှာသူ့စိတ်ကလေးကဒီလိုတော့လေပြောဆိုလို့လွယ်သားပဲဆိုစိတ်လေးကပျော့သွားတယ်နည်းနည်းလေးယော့ကျသွားတယ်အဲ့ကြတော့သူကပြန်ဝင်ခဲ့အောင်ဆိုဘုရားကောင်းပြီဆိုပြန်ဝင်သွားပြန်တယ်ဘာဖြစ်လို့သူပြောတာတွေလိုက်လို့ရတယ်လဲလို့ဆိုသူစိတ်နှလုံးနူးညံ့သွားအောင်မြတ်စွာဘုရားရဲ့ technique ပဲဒါကစိတ်နှလုံးတင်းမာပြီးတော့နေတဲ့ပုဂ္ဂိုလ်တုံ့ပြန်နေလို့ရှိရင်ပို့ပြီးတော့တင်းမာလာသူပြောတာသူကျေနပ်လောက်အောင်သူခိုင်းတဲ့အတိုင်းလိုက်လို့တဲ့သဘောပေါ့နော်ပြန်ဝင်ခဲ့အောင်ဆိုဝင်သွားလိုက်တာပဲအေးမင်းကဝင်စေခြင်းဝင်တာပေါ့ဆိုပြောင်းနောက်တစ်ခါဒုတိယအကြိမ်လဲကိုတော့ပြန်ထွက်သွားတော့ဘုရားဆိုဘုရားကောင်းပြီမင်းမနေစေခြင်းလဲထွက်မယ်ဆိုထွက်သွားအပေါက်နားရောက်တော့ပြန်ဝင်ခဲ့အောင်ဆိုဝင်သွားပြန်ရောမြတ်စွာဘုရားကိုသူထွက်ခိုင်းလိုက်ဝင်ခိုင်းလိုက်အဲ့လိုလုပ်တတိယအကြိမ်ရောက်တဲ့အခါကျတော့သူစိတ်ထဲမှာစိတ်ကူးကဘာပေါ်လာတော့လဲဒီတစ်ခါထွက်စမ်းမေ့စီထွက်လို့ရှိရင်ခြေတော်နှစ်ချောင်းကင်ပြီးတော့မှခင်းငံမြေဟိုဘက်ရောက်အောင်ပြစ်မယ်အဲ့ဒီစိတ်ကူးနဲ့ထွက်လိုက်အောင်လို့ပြောတဲ့အခါကျတော့မြတ်စွာဘုရားအဲ့အချိန်ကျတော့သူ့ရဲ့စိတ်ကူးသိတယ်ဆိုတာကိုပြလို့ရနော်နတ်ခွာဟံအောက်သောနိခမိတ်တာမိငါမထွက်ဘူးတဲ့ယန္တေကရဏီယံတံကရောဟိမင်းလှုပ်ချင်တာလှုပ်
ငါမထွက်တော့ဘူးလို့ဆိုမြတ်စွာဘုရားအဲ့လိုပြောလိုက်တယ်အဲ့ဒါလို့ပြောလိုက်တဲ့အခါကျတော့ဒီကိုယ်တော်ကစကားပြောလို့တော့လွယ်တယ်ပေါ့ငါစိတ်အကြံနေလဲသိနေတယ်အဲ့တော့အသိပညာလည်းရှိပုံရတယ်ငါသိကျင်တဲ့အချက်တွေကလည်းအများကြီးပဲအဲ့ဒါတွေငါမေးမယ်မဖြေနိုင်ဘူးဆိုရင်တော့ဒုက္ခပေးမယ်ဆိုတဲ့အတွေးနဲ့သူကအာလဝကဘီလူကမြတ်စွာဘုရားကိုလျှောက်တယ်ပညာတံသမဏပုစ္ဆိတံမိကိုရောကိုမေခွန်းတစ်ခုမေးမယ်မေခွန်းပု္ပ္ပာတွေမေးမယ်သစေမေနပြဂရိတတိမဖြေနိုင်ဘူးဆိုရင်တော့စိတ်တံဝခိဗိတံမိယူတော်လုပ်မယ်နော်ဖြေနိုင်ရင်ဖြေမဖြေနိုင်ရင်ယူအောင်လုပ်မယ်သို့မဟုတ်ရင်နှလုံးသားကိုကွဲသွားအောင်နှလုံးကိုခွဲပစ်မယ်သို့မဟုတ်ခြေနှချောင်းကင်ပြီးတော့ခင်းကမြေဟိုဘက်ရောက်အောင်ပစ်မယ်ဖြေနိုင်ရင်ဖြေမဖြေနိုင်ရင်တော့ကိုတော့သိစေမယ်လို့မြတ်စွာဘုရားဒီလိုပြောတယ်သူကခက်ကြမ်းကြမ်းပဲပြောတာနော်ဒါအတော်စိတ်ထဲမှာနူးညံ့သွားပြီအဲ့လိုပြောတဲ့အခါကျတော့မြတ်စွာဘုရားကဘာပြန်ပြောတော့ဆိုနတ္တဝခွာဟံတံအောင်သောပတ္တမိတတေဝကေလောကီလောကကြီးမှာတဲ့ငါ့ကိုယူသွားအောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့ငါစိတ်နှလုံးနဲ့နှလုံးသားကိုခွဲပြစ်နိုင်တဲ့ပုဂ္ဂိုလ်လည်းမရှိဘူးငါခြေနှချောင်းကင်ပြီးဟိုဘက်ပြစ်နိုင်တဲ့ပုဂ္ဂိုလ်လည်းငါမမြင်ဘူးတဲ့ငါ့ကိုလုံးနိုင်တဲ့ပုဂ္ဂိုလ်လောကကြီးမှာမရှိပါဘူးလို့ပြောပြီးအပိစခောအာဟုသောပု္ပ္ပယထာကင်္ခတိမင်းမေးချင်တာငါမေးတဲ့မေးချင်တာမေးဒါပေမဲ့မင်းငါ့ကိုတော့ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူးသူကစောစောတည်းကသူ့စွမ်းတကူတွေအသုံးချပြီးတော့မြတ်စွာဘုရားကိုဘုရားမှန်ကထွက်တော့အောင်ကြိုးစားတာလုပ်လို့မရခဲ့ဘူးလေအဲ့ဒါကြောင့်မြတ်စွာဘုရားကပြောတယ်အေးမင်းမေးချင်တာတော့မေးချင်တာရှိတာကိုမေးဆိုတော့သူမေးခွန်းပေါင်း13ပုဒ်မေးတာဒါလောက်လူချမ်းဒီစိတ်ချမ်းကိုချမ်းနဲ့ဘလူချမ်းကြီးဟာဘာဖြစ်လို့ဒီလောက်မေးခွန်းတွေသူမေးနိုင်တာလဲဆိုတော့သူ့မိဘတွေကကတ္တဗဘုရားလက်ထက်ကဒီသူ့မိဘဘိုးဘွားတွေကကတ္တဗမြတ်စွာဘုရားစီကနေပြီးတော့တရားဓမ္မနာထားတော့ယဉ်ကျေးတဲ့ဘလူအဆက်ဆက်ဒီလိုရှိတယ်ရှိတော့သူတို့မိသားစုကတ္တဗမြတ်စွာဘုရားစီကမေးပြီးတော့ဖြေထားတဲ့မေခွန်းပေါင်း13ခုနဲ့အဖြေ13မျိုးကိုသူတို့မျိုးရိုးဆက်ဆက်မှတ်သားလာခဲ့ကြတာသူ့လက်ထက်မှာအမေးတွေပဲကျန်တော့တယ်အဖြေပြောက်ကုန်ဒီလိုဆိုရင်သူ့လက်ထက်မှာအမေးပု္ပ္ပာလေးတွေတော့ကျန်သေးတယ်ဒါမှမဟုတ်လို့သူမေးတတ်တာအဲ့ဒီမေးခွန်းတွေတော့သူမှတ်မိနေတယ်ဖြေစကားတွေကိုသူမမှတ်မိဘူးဒါကြောင့်မို့လို့ခဏခဏတကိုးရှိတဲ့သမဏဗြဟ္မဏတွေတွေ့တိုင်းသူကဒီမေးခွန်းတွေရဲ့အဖြေကိုမေးလို့ရှိတယ်တခါကောင်းငင်ကဇံပြန်တဲ့ယသိတွေသူ့ဘုံမိတ်မှန်နာရောက်တဲ့အခါမှာဆိုရင်သူတို့ဒေဝစကုတကိုးနဲ့ကြည့်လိုက်တဲ့အခါမှာဗိမာန်ကြီးကခမ်းနားတယ်ပေါ့ဘုသူဗိမာန်တော့ဆိုဝင်ကြည့်ကြတာမန်လူတွေမျက်နာတော့မျက်စိထဲမှာတော့မပေါ်ဘူးပေါ့ဒီဗိမာန်အဲ့တော့ဝင်ကြည့်တဲ့အခါသူကဒီတိုင်းပဲလုံနေကြနောက်ဆုံးအဆင့်အနေနဲ့သူကမေးခွန်းတွေမေးတယ်ဖြေနိုင်ရင်ဖြေမဖြေနိုင်ရင်ယူအောင်လုပ်တယ်သူကတော်တော်ဆိုးတဲ့ဘလူးယူအောင်လုပ်ပြတယ်မြတ်စွာဘုရားလည်းအဲ့ဒါလိုလုပ်ဖို့ကြိုးစားတာဒီမေခွန်းတွေကကတ္တဗမြတ်စွာဘုရားလက်ထက်ကသင်ကြားလာခဲ့တဲ့မေခွန်းတွေအဖြေနဲ့အမေနဲ့တွဲဖက်ပြီးတော့ထားတာအဖြေတွေပျောက်သွားအဲ့ဒီမေခွန်းတွေကိုမြတ်စွာဘုရားကသူမေးတာအဲ့တော့မေးတဲ့အခါမှာအမေနဲ့အဖြေနဲ့အစုံလိုက်မှတ်သားဖို့လိုတာပေါ့နော်မေးနဲ့အဖြေနဲ့အဲ့ဒီမှာပထမဆုံးမေခွန်းကဘာတော့ဆိုရင်ကိန္တုဒဝိတ္တံပုရိတတ္တတိဋ္ဌံ
လောကဒီလောကမှာရှိတဲ့တရားဝါတွေရဲ့အကောင်းဆုံးဥစ္စာအကောင်းဆုံးပစ္စည်းဥစ္စာဆိုတာဘာလဲဒီမိကုံးသူမေးတာဒီမိကုံးမေးရင်တော့အဖြေတွေမျိုးမျိုးထွက်ကြမှာပဲစိတ်ဟာအကောင်းဆုံးလို့ဖြေမဲ့လူလည်းရှိမှာပဲရွှေတွေငွေတွေယရနာတွေအကောင်းဆုံးလို့ဖြေတဲ့လူလည်းရှိမှာပဲအဲ့တော့ဒီအဖြေကအမျိုးမျိုးထွက်နေတော့အဖြေမှန်ကိုသူလိုချင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကိုမေးတယ်ကိန္တုဒဝိတ္တံပုရိတတ္တသစ္ထံအကောင်းဆုံးပစ္စည်းကပစ္စည်းဥစ္စာဆိုတာဘာလဲဘာကိုပြောတာလဲဒီမေကုန်းရဲ့အဖြေကဘာလဲဆိုတော့မြတ်စွာဘုရားဖြေတယ်တတ္ထိထဝိတ္တံပုရိတတ္တသစ္ထံတရားတရားဟာအကောင်းဆုံးပစ္စည်းဖြစ်တယ်တမန်အားဖြင့်ဒီလောက်ဖြေတာကိုတမန်ပုဂ္ဂိုလ်ကြီးနားမလည်နိုင်သေးဘူးဘာဖြစ်လို့တရားတရားဟာအကောင်းဆုံးပစ္စည်းဖြစ်ရတယ်လဲကျန်တာတွေကရွှေတွေငွေတွေလို့သုံးလို့ရရဲ့လားဘာဖြစ်လို့တရားတရားကိုအကောင်းဆုံးပစ္စည်းလို့ပြောရတယ်လို့ဆိုလောကမှာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေရရှိလာတဲ့စီးစိမ်ဥစ္စာတွေဟာတရားတရားအခြေခံပြီးတော့လှူလို့တန်းလို့ရလာကြတာတွေပဲလေဘဝမှာစဉ်းစားကြည့်ပေါ့ဒီမော်လမြိုင်မြို့မှာလည်းချမ်းသာတဲ့လူရှိတယ်ဆင်းရဲတဲ့လူရှိတယ်မွေးလာတဲ့ကလေးတွေကြည့်ပေါ့သူတို့ရွေးလာတာမဟုတ်ဘူးသူတို့ကိုယ်ပိုင်အနေနဲ့ချမ်းသာတဲ့အိမ်ကိုတမင်ရွေးပြီးလာတာမဟုတ်ဘူးဟိုဆင်းရဲတဲ့အိမ်ရောက်သွားတဲ့ကလေးကလည်းဆင်းရဲတဲ့အိမ်ကိုသူသွားတာမဟုတ်ဘူးအဲ့တော့အတိတ်ဘဝကတရားအခြေခံထားပြီးတော့ဒါနကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကချမ်းသာတဲ့အိမ်သွားမွေးတယ်တရားတရားကဲမဲ့ပြီးကုသိုလ်ကောင်းမှုမလုပ်ခဲ့မိတဲ့ဒါနကောင်းမှုမလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကြတော့ဆင်းရဲတဲ့အိမ်သွားမွေးရတယ်ပေါ့ဒါကြောင့်မို့လို့ဒီတရားဆိုတဲ့ဟာကအခုလို့ချမ်းသာတဲ့မိဘအိမ်ကိုရောက်ဖို့ရအတွက်တရားကိုအခြေခံပြီးတော့လုပ်တဲ့ဒါနကောင်းမှုနဲ့ရတာဖြစ်သောကြောင့်တတ္တိတာဝိတ္တဒါအကောင်းဆုံးပစ္စည်းလို့ဒီလိုပြောတာတန်တရားနဲ့တွက်မယ်ဆိုလို့ရှိရင်လေတရားတရားရှိသူနဲ့တရားတရားမရှိသူဟာအလွန်တရာကွာခြားသွားတယ်ဘဝအဆင့်တန်းတစ်ခုကအများကြီးကွာခြားသွားတယ်လောကမှာစိစိမ်ဥစ္စာတွေရသမျှဟာတရားတရားကိုအခြေခံပြီးတော့ဒါနကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေဟာအလွယ်တကူရကြတယ်တချို့ကတော့ထင်လိုက်မယ်ငါကြိုးစားလို့ရတာကြိုးစားတိုင်းရောရသလားလို့ဆိုကြိုးစားတိုင်းမရတာတွေအများကြီးပဲနော်ဟုတ်ပြီကြိုးစားလို့ရတယ်ဆိုတာကိုယ့်လက်ထက်မှာရှာလို့ရတယ်ဆိုတာဝီရိယရဲ့အကျိုးမရှိဘူးမဟုတ်ရှိတယ်ပညာရဲ့အကျိုးမရှိဘူးမဟုတ်ရှိတယ်ပညာတတ်တဲ့ကြိုးစားရင်စီဝါဥစ္စာတက်တယ်သို့တော့ကံအကျိုးပေးလို့ရသလောက်မများဘူးသူကံအကျိုးပေးပြီဆိုလို့ရှိရင်ဒါနကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာဘာမှမလုပ်ရဘဲနဲ့သူ့မှာရွှေပုံငွေပုံဖြစ်တာဟောဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့လို့တရားဟာအကောင်းဆုံးဥစ္စာပဲဥစ္စာတွေရဖို့အတွက်တရားဟာအကောင်းဆုံးပဲလို့ဒီလိုပြောတာဒါကြောင့်မို့လို့နတ်ပြည်ကနတ်တွေကလူတွေကိုသူတို့နတ်တွေသေခံနေကြတော့မှားကြတယ်တဲ့တကယ်ချင်းသေရမှာမကြောက်နဲ့သေလို့ရှိရင်သူဂတိဘုံရောက်အောင်သွားသူဂတိဘုံရောက်တဲ့အခါမှာအကောင်းဆုံးလတ်လဘကိုရအောင်ယူအဲ့ဒီလတ်လဘခိုင်မြဲအောင်ကြိုးစားလို့မှားလေးရှိကြတယ်တဲ့စကားသုံးခုအဲ့ဒီမှားတဲ့စကားသုံးခုနဲ့သူဂတိဘုံသွားဆိုတာလူပြေသွားခိုင်းတယ်အကောင်းဆုံးလတ်လဘကိုရအောင်ယူဆိုတာတရားတရားကိုပြောတာအေးလူပြေလည်းရောက်တယ်တရားလည်းရှိတယ်ဆိုရင်ဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုဒါတွေလုပ်တော့တာလုပ်တဲ့ပုဂ္ဂိုလ်ဟာနတ်ပြည်ကိုအချိန်ချင်းထပ်ထပ်ပြန်ရောက်လာဒီလိုဆိုတာပေါ့နော်နတ်ဆိုတာလှုပ်ရှားလို့မရဘူးဒီဝါကလှုပ်တဲ့ကုသိုလ်ရဲ့အကျိုးခံစားရုံခံစားဒါကြောင့်မို့လို့ကမ္မဖလူပစီဝီတဲ့ကံဤအကျိုးမိပြီးတက်မွေးရတာလူတွေလိုမဟုတ်ဘူးလူတွေကြတော့ဥဋ္ဌာဏဖလူပစီဝီလုံနိုင်မှစားရတယ်ဒီလိုဆိုတာပေါ့ကံကြိုးပေးတဲ့ပုဂ္ဂိုလ်တွေကြတော့မလုံခဲနဲ့စားနေရတာလူတွေထဲမှာမရှိဘူးလားရှိတယ်နော်ဒါကြောင့်မို့လို့တတ္ထိထဝိတ္တံပုရိတတ္တသစ္ထံ
ခြုံငုံပြီးတော့ဒီမေကောင်းဟာဖြေလိုက်တာအဲ့တော့ဒီအဖြေလေးရတော့သူနည်းနည်းကျေနပ်သွားပြီးဒုတိယမေကောင်းဆက်မေးတယ်ကိဉ္တုသူစိဏံဒုက္ခမဝေတိကောင်းကောင်းမွန်မွန်လိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်ဘယ်အကျင့်ကကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေနိုင်တယ်လေနော်ဘာကိုလိုက်နာကျင့်သုံးလို့ရှိရင်ချမ်းသာမလဲဒါကိုမေးတာဘယ်တရားကိုလိုက်နာကျင့်သုံးလို့ရှိရင်ဘယ်အရာကိုလိုက်နာကျင့်သုံးလို့ရှိရင်ကောင်းစွာကျင့်သုံးလို့ရှိရင်ချမ်းသာဒုက္ခရတယ်လေဆိုမြတ်စွာဘုရားကဖြေတယ်ဓမ္မောသူစိဏောဒုက္ခမဟဝေတိမင်းဓမ္မကိုကျင့်သုံးတယ်ဓမ္မကိုကျင့်သုံးလို့ရှိရင်ချမ်းသာအရလိုက်ဒါဖြင့်ဓမ္မဆိုတာဘာတွေလဲလို့မေးမယ်ဆိုရင်အခြေခံကစပြောရရင်ပဏာတိပါဒမှရှောင်းတာဓမ္မအာရိဏဒနာမှရှောင်းတာဓမ္မကာမေတုပိစ္ဆာစာရကရှောင်းတာဓမ္မဒီလိုဆိုလို့တယ်သူစရိုက်တရားနော်10ပါးကုသိုလ်ကမ္မပဒတရား10ပါးကိုဓမ္မလို့ခေါ်တယ်ပဏာတိပါဒမရှောင်းတာကိုအဓမ္မလို့ခေါ်တယ်ဓမ္မနဲ့အဓမ္မဓမ္မဆိုတာဒုစရိုက်10ပါးမှရှောင်တဲ့သူစရိုက်10ပါးအဓမ္မဆိုတာဒုစရိုက်10ပါးကိုခေါ်တာတနည်းအားဖြင့်ပြောမယ်ဆိုရင်ကုသိုလ်ကမ္မပဋ္ဌတရား10ပါးကိုဓမ္မလို့ခေါ်ပြီးတော့အကုသိုလ်ကမ္မပဋ္ဌတရား10ပါးကိုအဓမ္မလို့ခေါ်တယ်ဒီကနေ့တို့တွေဟာဓမ္မတွေကိုလုပ်နေတာလားအဓမ္မတွေလုပ်နေတာလားကိုယ့်ကိုယ်စမ်းစစ်ကြည့်ပေါ့ကိုယ့်ကိုယ်စမ်းစစ်ကြည့်ကာယဒုစရိုက်3ပါးလုံးနေလို့ရှိရင်အဓမ္မဝစီဒုစရိုက်4ပါးကျွလွန်နေရင်အဓမ္မမနောဒုစရိုက်3ပါးမိမိတဏ္ဍာမှာဖြစ်နေမယ်ဆိုရင်ဒါအဓမ္မသူစရိုက်တွေဖြစ်နေပြီဆိုရင်တော့ဓမ္မပဲလို့ဒီလိုဆိုလိုတာပေါ့အဲ့ဒီဓမ္မဆိုတဲ့ကုသကံဝရတရား10ပါးကိုကောင်းစွာကျင့်သုံးလိုက်နာတဲ့ပုဂ္ဂိုလ်ဟာချမ်းသာဒုက္ခရတယ်အပေါ်ယံလေးတွေတွေးကြည့်လေသူများတဲ့မတတ်ဘူးသူများဥစ္စာမခိုးဘူးဆိုတဲ့ပုဂ္ဂိုလ်တရားဘာပြဿနာမှမတက်ဘူးသူများလောကမှာရာဇဝမှုတွေဆိုတာသူများတဲ့တတ်တာသူများဥစ္စာခိုးတာနဲ့ပတ်သက်တာတွေများတယ်လေသူတစ်ပါးသားမယားပြစ်မှားတာအဲ့ဒါတွေအသေးဖွဲ့ရစပြီးရှောင်ကျင်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကဘယ်မှာလဲဆင်းရဲဒုက္ခရောက်မလဲဒါကြောင့်မို့ဓမ္မောသူစိဏောဒုက္ခမဝေတိဒါကအခြေခံကိုပြောတာဒီတဲ့အစစ်မြင့်တဲ့ဓမ္မဆိုလို့ရှိရင်သီလကိုတပဋ္ဌာကျင့်စဉ်ကိုကျင့်တယ်ဝိပဿနာကျင့်စဉ်ကိုကျင့်တယ်နောက်ဆုံးဝိပဿနာကျင့်စဉ်ကိုပြည့်ပြည့်ဝဝကျင့်လိုက်တဲ့အခါမဂ္ဂင်၈ပါးကျင့်တရားကိုကျင့်ပြည့်ပြည့်ဝဝကျင့်သုံးလိုက်တဲ့အခါမှာတဏှာဝဆင်းရဲကနေလွတ်ကင်းတဲ့နိဗ္ဗာန်ချမ်းသာကိုရောက်သွားတယ်ဆိုဟောဒုက္ခမဝေတိကောင်းစွာကျင့်သုံးတဲ့ဓမ္မဟာနိဗ္ဗာန်ချမ်းသာထိအောင်ပေးတယ်ဒီလိုဆိုတာအခြေခံအပြင်ကျင့်သုံးရင်တန်တရားထဲမှာချမ်းသာမယ်တန်တရားဝကလွတ်စေတတ်တဲ့မဂ္ဂင်၈ပါးကျင့်တရားဝိပဿနာကျင့်စဉ်ကိုကျင့်မယ်ဆိုလို့ရှိရင်မဖို့ရပြီနိဗ္ဗာန်ချမ်းသာကိုရမယ်လို့ဒီလိုထိအောင်ယူလို့ရတယ်ပေါ့ဓမ္မလမ်းကြောင်းကလွဲပြီးချမ်းသာဒုက္ခရစေနိုင်တာမရှိဘူးလို့ဒီလိုဆိုလို့ဒီမေခွန်းရဲ့အဖြေကိုကြားရတော့လေသူကျေနပ်တယ်အားရတယ်မြတ်စွာဘုရားကိုတတိယမြောက်မေခွန်းမေးတယ်ကိဉ္တုဟဝေတာဓုတရံရတနာအဲ့ဒီမဲ့အရသာအရှိဆုံးလောကမှာတကယ်ကိုအရသာအရှိဆုံးဆိုတာဘယ်ဟာလဲလူတွေဆိုတာအရသာဆိုတာကြည့်လေရှာနဲ့လောက်ရတဲ့ဟာတွေအရသာခေါ်တာပေါ့နော်ရှာနဲ့မှသိရတဲ့ဟာအရသာလောကလူတွေကချိုးချင်းငံဆက်ခါဆိုတဲ့ရတာ6ပါးအဲ့ဒီရတာ6ပါးကိုလည်းပဲတဘာဝအားဖြင့်ရတာလို့ခေါ်တယ်ရှာနဲ့လောက်ရတာဒါတွေမဟုတ်ဘူးစကားပြောတာလည်းရှာနဲ့ပဲလောက်ရတာရှိသေးတယ်အဲ့တော့မြတ်စွာဘုရားဖြေလိုက်တယ်တမန်အဖြေတွေမဟုတ်ဘူးအချိုးအကောင်းဆုံးလို့လည်းမဖြေဘူးအချင်းအကောင်းဆုံးလို့လည်းမဖြေဘူးတကယ်အစစ်အမှန်ဖြေကဘာတော့ဆိုသစ္စာဟဝေတာဓုတရံရတနာမှန်တာပြောတာဟာအကောင်းဆုံးရတာပေါ့တဲ့ဟ
ဟုတ်တယ်ရှားကိုရတာခံပြီးလူတွေကလိန်ကြတယ်ညာကြတယ်မဟုတ်တန်တရားတွေရှောက်ပြောတယ် gossip ဆိုတဲ့အတင်းအဖျင်းတွေအတင်းအဖျင်းများဘယ်လောက်ပြောချင်တော့ဆိုတယ်လီဖုန်းနဲ့တောင်ဆက်ပြောတယ်လီဖုန်းမရှိခင်ခေတ်ကလည်းပဲအိမ်လဲပြီးတော့ပြောတယ်နော်တင်းအဖျင်းမပြောရရင်မနေနဲ့နှစ်ယောက်ဆုံပြီးရင်ကြားပြီးလားဆိုတာကစားဘာကြားပြီးမှမသိဘူးအဲ့ဒါအတင်းပြောတော့မယ်ဆိုသေချာပြီအဲ့ဒါကြားပြီးလားဆိုတာစားအဲ့တော့မှန်တာပြောတာဟာတကယ်ရတာရှိလောကလူတွေကအရသာခံပြီးတော့ပြောနေကြတယ်စကားပြောတာအရသာရှိတယ်ဒါကြောင့်မို့တနေ့ကုန်ထိုင်ပြောလို့လည်းမပြီးနိုင်ဘူးအဲ့တော့မြတ်စွာဘုရားအရသာအရှိဆုံးဆိုတာအမှန်စကားပဲသစ္စာမှန်ကန်တဲ့စကားပြောဆိုမှုကအရသာအရှိဆုံးလို့ဒီလိုဟောတယ်သဘောကျသွားပြီနံပါတ်၄မေးခွန်းတစ်ခုမေးတယ်ကထံဇီဝေဇီဝိတမဟုတိဋ္ဌံဘယ်လိုအသက်မွေးရင်အကောင်းဆုံးအသက်မွေးနည်းလို့ပြောမလဲလောကမှာအသက်မွေးမှုတွေမျိုးမျိုးရှိကြတယ်သက်ရှင်နေတဲ့နေရာမှာအသိပညာကင်းမဲ့စွာအသက်ရှင်တာရှိတယ်အသိပညာနဲ့အသက်ရှင်တာရှိတယ်မြတ်စွာဘုရားကဖြေတယ်ပညာဇီဝေဇီဝိတမဟုတိဋ္ဌံလောကမှာအသက်မွေးတယ်သို့မဟုတ်အသက်ရှင်နေတယ်ဆိုတာပညာနဲ့အသက်ရှင်မှတန်ဖိုးရှိဟုတ်တယ်ဘာလဆိုတာအသက်ရှူုံရှူတဲ့ပုဂ္ဂိုလ်တွေကိုဘာလလို့ခေါ်တာအကြောင်းနဲ့အကျိုးကောင်းတဲ့ဆိုဘာမှမသိဘူးလူဝါနေလို့စားဖို့နဲ့တောက်ဖို့နဲ့ပျော်ဖို့ပါဖို့ဒီလောက်ပဲသိတာဟာဒါလူအသိမဟုတ်ဘူးတဲ့နော်ဒီအသိမျိုးဟာလူအသိမဟုတ်ဘူးအသိပညာနဲ့ကိုယ်ဘဝကိုထိန်းကျောင်းပြီးတော့လူတွေရဲ့ဂုဏ်အရေးချင်းတွေကိုရအောင်ယူနိုင်ပြီးတော့အသက်ရှင်ရမှပညာဇီဝေဇီဝိတမဟုတိဋ္ဌံသိပညာနဲ့အသက်ရှင်ရမယ်ပညာနဲ့နေနိုင်ရမယ်လို့ဆိုလိုတယ်လူဘဝရောက်လာပြီးဘာမှမသိညာမှမသိနဲ့စားတတ်ယုံတောက်တတ်ယုံစီးပွားရှာတတ်ယုံနဲ့ပညာလို့မခေါ်ဘူးနော်ပညာလို့မခေါ်ဘူးတကယ်ပညာလို့ဆိုဒီမှာရှောင်တဲ့နာရှောင်တဲ့နာနဲ့ဆောင်းတဲ့နာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိပြီးတော့ကိုယ့်ဘဝကိုတိုးတက်အောင်လုပ်နိုင်တဲ့အသိပညာရှိမှပို့ပြီးတော့တန်ဖိုးရှိတယ်ဒါကြောင့်မို့ပညာဇီဝေဇီဝိတမဟုတိဋ္ဌံဒါလည်းချဲ့ကြည့်မယ်ဆိုလို့ရှိရင်ဝိပဿနာပညာမဲ့ပညာတို့နဲ့အသက်ရှင်မယ်ဆိုလို့ရှိရင်တော့ပို့တန်ဖိုးရှိတယ်လို့ပြောရမှာပဲအဲ့ဒါလို့မေဂုံပု္ပ္ပာတွေမေးလိုက်တာဖရာရဲ့အဖြေကြားတော့အတော်သိတော်တော်လေးအားရပါရဖြစ်ပြီးမေခွန်းတွေကိုသူအကုန်သိချင်လာလို့ဆက်မေးတယ်ငါးနံပါတ်မေခွန်းကြတော့ဘယ်လိုမေးတော့ကထံတုတရတိဩဃခေါဏမေခွန်းတွေကအခြေခံမေခွန်းတွေကြီးပဲခုတည်းခါမေခွန်းကြတော့နည်းနည်းအစစ်မြင့်လာကထံတုတရတိဩဃဩဃဆိုတဲ့ဒီလိုင်းကြီးတွေတောင်ကြရေတွေလူဟာတွေတော်စီးဆင်းနေတဲ့ဒီလိုင်းရေကြီးတွေကိုဘယ်လိုနည်းနဲ့ဖြတ်ကျော်ရမလဲဆိုတာသူမေးလို့ရင်းကတော့တန်တရာဆိုတဲ့ဝဲဩဃကြီးကိုဘာနဲ့ဖြတ်မလဲဒီလိုမေးတာနော်တန်တရာဆိုတာအမြဲတမ်းကြီးမားတဲ့ဝဲဩဃကြီးတွေရှိဩဃလို့ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်နှစ်မြုပ်တတ်တယ်လို့ဆိုလို့တယ်အဲ့တော့ဩဃဆိုတာတဘာဝအားဖြင့်တော့ဒီလိုင်းကြီးတွေကိုခေါ်တာအဲ့ဒီရေစီးကြောင်းကြီးတဲ့ကျသွားရင်တော့ဒီလူဟာပြတ်မပေါ်တော့ဘူးမြုပ်သွားမယ်မျောသွားအင်မတန်မှကြီးမားတဲ့အရှိန်အဟုန်နဲ့ဆင်းလာလို့ဩဃလို့ခေါ်တာဒီနေရာမှာတင်စားပြီးတော့သုံးထားတဲ့ဩဃဆိုတာဘာတော့ဆိုရင်ကာမောကဘောဝကဒိဋ္ဌောကအဝိဇ္ဇောကဆိုပြီးတော့အဘိဓမ္မာမှာတော့ဩဃ၄မျိုးလို့ဟောထားတာရှိတယ်ပေါ့ဆိုလိုတာကတော့ကိလေသာတွေအလုံးဟာဩဃပဲကာမောကနဲ့ဘောဝကဆိုတာတဏှာကိုပြောတာဒိဋ္ဌောကဆိုတာမှားယွင်းတဲ့အမြင်တစ်ခုကိုပြောတာအဝိဇ္ဇောကဆိုတာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာအမှန်မသိတာသို့မဟုတ်သစ္စာ၄ပါးအမှန်မသိတာအဲ့ဒါကိုအဝိဇ္ဇောကလို့ခေါ်တယ်အဲ့ဒီဩဃဟာတမန်ဩဃနဲ့မတူဘူးဖြတ်ကျော်ဖို့အလွန်ခက်တယ်ဒီထဲရောက်သွားလို့ရှိရင်မြုပ်သွားမှာပဲ
အေးကြည့်လေလောကလူသားတွေဟာကာမဂုဏ်အာယုန်တွေကတိုးမထွက်နိုင်ဘူးနာမည်မျိုးမျိုးတက်ပြီးတော့မထွက်နိုင်ဘူးဟုတ်လားကာမဂုဏ်အာယုန်တွေကထွက်တယ်ကာမဂုဏ်အာယုန်အသာထားဟောဒီပိဋကတွေကဘုန်းကြီးဝတ်မလားသီလရှင်ဝတ်မလားလို့ဆိုရင်ဝတ်နိုင်သေးတယ်ဒါပေမဲ့ဘုန်းကြီးသီလရှင်ကတော့ဩဃလွတ်သွားမလားဆိုမလွတ်ဘူးဘုန်းကြီးဩဃသီလရှင်ဩဃနဲ့ပြန်ပြီးပြန်ကာမောဃဘောဃဒိဋ္ဌောဃအဝိဇ္ဇောဃဆိုတဲ့ဒီလောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ဆိုတဲ့ဒီဩဃကြီးကိုဖြတ်ကျော်ဖို့ဆိုတာအမတမခဲနေလို့တို့ဆိုတာတမန်အားဖြင့်တောင်ဖြတ်ကျော်ဖို့ခက်တယ်အဲ့ဒါဘာနဲ့ဖြတ်မလဲဒီဩဃကိုဟိုဘက်ရောက်အောင်ဖြတ်ကူးဖို့အနေကင်းအောင်ဖြတ်ကူးဖို့ဘာနဲ့ဖြတ်ကူးရမလဲလို့မေးတာဒီမေးခွန်းကတော့အဆင့်မြင့်တယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားကဖြေတယ်တတ္တာယတရတိဩဃံမင်းယုံကြည်ချက်နဲ့ပဲဖြတ်ကူးလို့ရမယ်ဟုတ်ပြီဒါတွေကိုယုံကြည်ချက်ရှိမှဆွန့်လွတ်နိုင်တယ်ယုံကြည်ချက်မရှိရင်မဆွန့်လွတ်နိုင်ဘူးလေတဏှာကိုဆွန့်လွတ်ဖို့ဆိုတာအလွန်ခဲရင်းတယ်တမန်အားဖြင့်ပစ္စည်းဥစ္စာတစ်ခုတောင်ဆွန့်လွတ်ဖို့ခက်တယ်အေးဒါမရှိရင်ဘယ်လိုနေမလဲနောင်ဆိုရင်ဘယ်လိုနေမှာလဲနဲ့ဆိုပြီးတော့မဆွန့်လွတ်နိုင်ကြဘူးအဲ့ဒါကြောင့်မလို့ယုံကြည်မှုဆိုတာအမှန်တမ်းအရေးကြီးဒါလုံးလိုက်လို့ရှိရင်ဒီအကျိုးရနိုင်တယ်လို့ယုံကြည်ခြင်းနဲ့စိတ်ဆုံးဖြတ်နိုင်ခြင်းဆိုတဲ့ဒီတရားစွမ်းအားနဲ့ပြည့်စုံမှကာမဩဃကိုလည်းဖြတ်ကျော်နိုင်တယ်ကြည်ဖះအလောင်းတော်လေးကြည်လေမိသားစုဘဝနဲ့နေရာကနေပြီးတော့တပ္ပယုတဉာဏ်ရကိုရရမယ်မသိတဲ့တရားဆိုတာရှိကိုရှိရမယ်ဆိုယုံကြည်ခြင်းနဲ့ကြည်မိသားစုဘဝဆွန့်ပစ်ခဲ့တယ်ဒါယုံကြည်ခြင်းနဲ့ဆွန့်ပစ်တာလေချက်ချင်းရတာမှမဟုတ်တာယုံကြည်ခြင်းနဲ့ဆွန့်ပစ်တာအဲ့ဒီလိုယုံကြည်မှုနဲ့မှဩဃဆိုတာဆွန့်လို့ရတယ်လို့ဒီလိုဆိုတာအကျမ်းပြင်းတွက်ကြည့်ရင်ကိုသိတာပဲပေါ့နော်ယုံကြည်မှုနဲ့မှဒီလှုပ်ဆောင်မှုဆိုတာနောက်ကလိုက်လာအဲလှုပ်ဆောင်မှုနဲ့မှဒီဩဃကိုကျော်လွှားနိုင်တယ်မသိတာတွေသိအောင်ကြိုးစားမယ်တွေ့တာမှုတွေအလုံးကိုရှင်းပြမယ်မှားယွင်းတဲ့အယူအဆတွေကိုကျော်ဖြတ်မယ်ဒါတွေကျော်ဖြတ်ဖို့ဆိုတာအလုံးကိုခဲရင်းနေအေးတတ္ထာယတရတိဩဃထက်တန်တဲ့ယုံကြည်ချက်ရှိရင်တော့ဆွန့်လွတ်နိုင်ပါတယ်ဩဃကိုဖြတ်ကျော်နိုင်ပါတယ်လို့မြတ်စွာဘုရားဒီလိုဟောဒါကအစစ်မြင့်လာတဲ့အခါမှာသူတရားတဲ့အတော်စိတ်ဝင်စားလာနောက်ဆက်မေးတယ်6နံပါတ်မေးခွန်းကြတော့ကထံသူတရတိအနဝဟုတ်ပြီဩဃကြီးကိုတော့ဖြတ်ကျော်ပြီးပြီအင်မတန်ကျယ်ပြန့်တဲ့ပင်လယ်ရေပြင်ကြီးကိုတော့ဘာနဲ့ဖြတ်မလဲဘာနဲ့ကျော်လွှားမလဲဟိုဘက်ရောက်အောင်ဘာနဲ့ကူးမလဲဒါလောက်ကျယ်ဝန်းတဲ့တန်တရားပင်လယ်ကြီးကိုဘာနဲ့ကူးမလဲလို့ဒီလိုဆိုလို့အဲ့တော့မြတ်စွာဘုရားကအပမဒေနအနဝမင်းကိုဒီတတိထားဖို့လိုတယ်အပမဒဆိုတာကိုယ်စိတ်လေးဟာကုသိုလ်တရားပဲရောက်ရှိပြီးတော့နေတာခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့မပြတ်သိနေတာတတိလို့ဆိုလို့ရပေါ့နော်အပမာဒဆိုတာတတိပဲကမ္မဋ္ဌာန်းတရားအထုတ်နေတာကိုယ်ခန္ဓာကိုယ်မှာရှိနေတဲ့အာယုန်တွေနဲ့စင်စစ်မပြတ်တွဲဖက်ပြီးတော့ပေးနေတယ်စိတ်ဟာအာယုန်နဲ့တွဲဖက်နေတယ်ပမာဒဆိုတာကြတော့ဘယ်လိုတော့လို့စိတ်လွတ်ကိုယ်လွတ်ကာမဂုဏ်အာယုန်ကိစ္စတွေနဲ့ပဲစိတ်ကိုမျောထားလိုက်တယ်ကောင်းတဲ့ဘက်ကိုစိတ်ကူးတောင်မထဲဘူးကုသိုလ်ဘက်စိတ်ကူးတောင်မထဲဘူးနော်အိုမာနာမသေးပါစိတ်ကူးတဲ့တောင်မထဲဘူးပြောမယ်သွားမယ်လာမယ်စားမယ်တောက်မယ်ဒီထဲမှာပဲနေတဲ့ပျော်ပျော်နေတည်ခဲဆိုတဲ့အတွေးနဲ့တွေးနေတာတွေကပမာဒလို့ခေါ်တယ်အပမာဒကြတော့အဲ့လိုမဟုတ်ဘူးဩငါတနေ့တည်ရအောင်မှာမတည်ခင်လုံးမှာငါတနေ့အိုရအောင်မှာမအိုခင်လုံးမှာငါခန္ဓာကိုယ်လေးဖြားနာခြင်းဆိုတဲ့သဘာဝတရားတွေငါမကြော်လွှားနိုင်သေးဘူးကျမ်းမာနေတော့ငါတစ်ခုခုလုံးမှာအသက်အရွယ်ရှိတုံကြိုးစားမှဆိုတဲ့စိတ်ကလေးတွေဟာဒါအပမာဒလို့ခေါ်တယ်အဲ့ဒီအပမာဒရှိမှအမတန်ကျယ်ဝန်းတဲ့ပင်လယ်ခရီးကြီးကိုဖြတ်ကူးလို့ရမယ်တဲ့နှုတ်ဖို့ဆိုလို့ရှိရင်တော့မေ့မျောနေရင်တော့မဆုံးနိုင်တဲ့ခရီးကြီးကိုရှောက်ပြီးတော့
ပြောလိုက်ပါလိုက်လူဖြစ်လိုက်ခွေးဖြစ်လိုက်နောက်ရောက်တရိစ္ဆာန်ဖြစ်လိုက်ငရဲကြလိုက်ဒီလိုမျောပါနေမှာပဲအကုန်အဲ့ဒါလို့တန်တရားဝကလုပ်ဖို့ဆိုတာဒီပင်လေပြင်ကြီးတဲ့ကထွက်ဖို့ဆိုတာအလွန်ခဲရင်သွားပြီလို့သူတို့ဆိုတာပေါ့အဲ့တော့သူကဒီဩဃကိုလည်းဖြတ်ကျော်တယ်ကိလေသာတွေအနဝါဆိုတဲ့တန်တရားကြီးကိုလည်းဖြတ်ကျော်တယ်ဩဃဆိုတဲ့ရေရင်ဒီလှိုင်းကြီးတွေကိုတော့ယုံကြည်ချက်နဲ့ဖြတ်ရမယ်တန်တရားဆိုတဲ့ရေပြင်ကျယ်ကြီးကိုတော့အပမဒဆိုတဲ့တတိတရားနဲ့ဖြတ်ကူတယ်အေးတတိပဒံကျင့်စဉ်ကျင့်နေတာအာထုတ်နေတာဟာဒါပင်လေကြီးကိုဖြတ်ကူးနေခြင်းပဲလို့ဒီလိုအောင်မရဟောနောက်မေးတဲ့မေးခွန်းကြတော့ကထံတုဒုက္ခမစ္စေတိဒုက္ခကိုဘာနဲ့လွန်မြောက်မလဲဒုက္ခဆိုတာကိုဘာနဲ့လွန်မြောက်မလဲသူမေးတယ်ဒီနေရာမှာဒုက္ခဆိုတာဘယ်သူကိုပြောတာလဲဆိုရင်လူတွေကဒုက္ခဆိုလို့ရှိရင်စားရမယ်မယ်တောင်းရမယ်မယ်ဒုက္ခအစင်မပြေတာဒုက္ခသာသမီတွေပြောမကောင်းတာဒုက္ခခေါင်းကိုက်တာနော်နေမကောင်းတာဒုက္ခဒီလောက်ပဲဒုက္ခလို့ထင်ကြတာဒီနေရာမှာဒုက္ခလို့ဆိုတာဘာကိုပြောလို့တာတော့ဆိုဥပါဒဏ်နဲ့ခန္ဓာ၅ပါးဟာဒုက္ခပဲလေကိုရထားတဲ့ခန္ဓာကိုယ်ကြီးကိုရထားတဲ့ဘဝကြီးကိုဒုက္ခကြီးလို့ဒီလိုမှတ်မြတ်စွာဘုရားကတန်ရုပ်ပါဠိတော်မှာဟောထားတာရှိတယ်ယောဘိက္ခွေရူပတ္တဥပ္ပါရောဒုက္ခတေသောဥပ္ပါရောရုပ်တရားရလာတာဟာဒုက္ခရလာတာပဲရုပ်တရားဖြစ်ပေါ်လာတာဒုက္ခဖြစ်ဆိုလိုတာကကြည့်နေငါမျက်စိရလာတာဘာလို့ဒုက္ခရလာနားရတာဒုက္ခရမဟုတ်ဘူးလားတော့ကြမျက်စိနာတယ်ဆရာဝန်သွားပြမယ်မျက်စိချိန်တယ်မျက်စိကန်းတယ်မျက်စိပြက်တယ်အစုံဖြစ်တာပဲလေဒုက္ခနားရတာနှာခေါင်းရတာဒါတွေကုန်ဒုက္ခဝေဒနာဆိုတဲ့ခံစားချက်ရလာတာသင်ညာဆိုတဲ့စိတ်ရဲ့မှတ်သားချက်တွေရလာတာသင်္ခါရဆိုတဲ့ဒီစိတ်နဲ့မိတွေ့ပြီးတော့ဖြစ်တဲ့သဘာဝတရားတွေရလာတာဝိညာဏဆိုတဲ့စိတ်အသိစိတ်ရလာဆိုလိုတာခန္ဓာ၅ပါးရလာတာဟာဒုက္ခရလာတာလို့သူတို့ဆိုလို့အဲ့ဒီရလာတဲ့ခန္ဓာဆိုတဲ့ဒုက္ခကြီးကိုဘာနဲ့ဖြတ်ကျော်မလဲဘာနဲ့အဆုံးသတ်မလဲတပည့်စัจ java လည်းမြတ်စွာဘုရားဟောထားတယ်လေတန်ခိတ်တေနပစ္စုပ္ပန္နနဲ့ခန္ဓာဒုက္ခတဲ့အချင်းချုပ်လိုက်လို့ရှိရင်ခန္ဓာ၅ပါးဟာဒုက္ခပဲဥပါဒနဲ့ခန္ဓာ၅ပါးဟာဒုက္ခလို့ပြောထားတာအဲ့ဒီဒုက္ခကိုဘာနဲ့လွန်မြောက်စေရမလဲဘာနဲ့မှလွန်မြောက်နိုင်တယ်လဲလို့ဆိုမြတ်စွာဘုရားဖြေတယ်ဝိရိယေနဒုက္ခမစ္စေတိမင်းကြိုးစားမှဒီဒုက္ခကလွန်မြောက်မှာမကြိုးစားရင်ဒါဖြင့်ကြိုးစားတယ်ဆိုတာဘာလို့ရမလဲသမဗုဒ္ဓတရား၄ပါးမှာဟောထားတဲ့အတိုင်းပဲအကုသိုလ်တွေမဖြစ်အောင်ဆုတ်ပိတ်ရမယ်ဖြစ်လာတဲ့အကုသိုလ်တွေကိုဖယ်ရှားပစ်ဖို့ကြိုးစားရမယ်ဟောဆုတ်ပိတ်ဖို့ကြိုးစားတာဆုတ်ပိတ်လို့မနိုင်ရင်ဖယ်ရှားဖို့ကြိုးစားတာကုသိုလ်နဲ့ပတ်သက်လာလို့ရှင်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်ဖို့ကြိုးစားတယ်ဖြစ်ပြီးသားကုသိုလ်တွေတိုးပေါအောင်ကြိုးစားတယ်အဲ့ဒီ၄ဘက်၄ထံကကြိုးစားရမယ်လို့ဒီလိုဆိုတာနော်ဝီရိယဆိုတာ၄ဘက်၄ထံတခြားကြိုးစားတာကိုပြောတာမဟုတ်ဘူးဒုက္ခတွေလွန်မြောက်ခြင်းလို့ရှိရင်ဒုက္ခကိုဘယ်သူကပေးနေတာတုံးလို့မေးလို့ရှိရင်ကိလေသာတွေကသစ္စာ၄ပါးနဲ့ပြောမယ်ဆိုရင်တဏှာကပေးတာတဏှာလို့ဆိုဒီမှာခေါင်းတက်ထားတာသာရှိတယ်အဝိဇ္ဇာလည်းပါတယ်တပြည့်ဟာတွေလည်းပါတယ်အကုသိုလ်တွေအကုန်ပါတယ်လို့ပရိစ္ဆေသမုပ္ပါဒ်ကြီးတစ်ခုလုံးအကြောင်းတရားတွေမှန်သမျှဒုက္ခသမုဒယကြီးပဲလို့ဒီလိုမှတ်ရအဲ့တော့ဒီအကုသိုလ်တရားမှန်သမျှသည်ကံတရားကိုကိလေသာမှန်သမျှသည်ကံနဲ့ကိလေသာပေါင်းစပ်တာဟုတ်ကံနဲ့ကိလေသာဒီနှစ်ခုမှာကိလေသာကိုဖယ်လိုက်တာနဲ့ကံဆိုတာကျိုးပေးလို့မရတော့ကံနဲ့ကိလေသာပေါင်းစပ်မှအကျိုးတစ်ခုဖြစ်တယ်ဆိုတာပရိစ္ဆေသမုပ္ပါဒ်မှာရှင်းရှင်းလေးဟောထားတာလေအဝိဇ္ဇာနဲ့သင်္ခါရကအဝိဇ္ဇာကကိလေသာသင်္ခါရကကံဟောသင်္ခါရနဲ့ကံနဲ့ကိလေသာနှစ်ခုပေါင်းစပ်ပြီးတော့ဝိညာဏဆိုတဲ့အကျိုးတစ်ခုထုတ်ထားနောက်ပိုင်းမှာလည်းကြည့်လိုက်တဏှာပစ္စယဥပါဒနာဥပါဒနာပစ္စယဘဝလို့ဆိုတဲ့ထဲမှာနော်ဘဝပစ္စယဇာတိလို့ဆိုတဲ့ထဲမှာတဏှာတို့ဥပါဒနာတို့ဟာကိလေသာ
ဘဝဆိုတာကမ္မဘဝဟောဇာတိဆိုတဲ့အကျိုးကိုထုတ်တာကံနဲ့ကိလေသာပေါင်းထုတ်တာကြီးဒါကြောင့်မလို့ဝတ်သုံးပါးပြောတဲ့အခါမှာကိလေသာဝကမ္မဝဝိပါကဝလို့ဒီလိုပြောအဲ့တော့ဒါလေးကရှင်းရှင်းလေးစဉ်းစားကြည့်ပဲဆိုရင်ကိလေသာဝဆိုတာလိုချင်တာလိုချင်တော့ဘာလို့တော့လှုပ်တာကကမ္မဝလိုချင်တာကကိလေသာဝရတာဝိပါကဝဟောလောကလူတွေဒီဆက်ဟာလဲနေတာပဲလေဝတ္တဆိုတာလဲတာကိုပြောတာတချို့ကတော့ဝတ်လဲလိုက်ပဲသူ့လုံတော့ကိုပြန်ပြီးဖြစ်တာကိုဝတ်လဲတာလို့ထင်တာမဟုတ်ဝတ်ကလဲနေတာပဲခုလဲနော်ဘာတွေလဲနေတာတော့ဆိုကိလေသာလိုချင်လို့လှုပ်တယ်လှုပ်တော့ရတယ်ရတော့လိုချင်တယ်လိုချင်တော့လှုပ်ပြန်တယ်လှုပ်ပြန်တော့ရပြန်တယ်ဟောတာလဲနေတာဒီလိုဆိုလို့လေအကြောင်းနဲ့အကျိုးနဲ့လက်ပတ်အဲ့တော့ဖြတ်ချင်ဘာဖြတ်မှာလဲဆိုလိုချင်တာကိုဖြတ်ကိလေသာကိုဖြတ်ရမယ်လို့ဆိုလို့တယ်ကိလေသာပယ်လိုက်လို့ကိလေသာချုပ်သွားလို့ရှိရင်ကိလေသာនិရောဓိကမ္မនិရောဓောတဲ့ကိလေသာချုပ်သွားရင်ကံချုပ်တယ်ကိလေသာမချုပ်တဲ့မြကံမချုပ်ဘူးကြည့်လေအဝိဇ္ဇာပစ္စယသင်္ခါရလို့ဟောတာအဝိဇ္ဇာပစ္စယဝိညာဏလို့တိုက်ရိုက်မဟောဘူးမြတ်စွာဘုရားအဝိဇ္ဇာပစ္စယဆိုတာကိလေသာကြောင့်ဘာဖြစ်လဲသင်္ခါရကံဖြစ်တယ်ကံကြောင့်ဘာဖြစ်လဲဆိုသင်္ခါရပစ္စယဝိညာဏကိလေသာနဲ့ကံပေါင်းထုတ်တယ်ဒီလိုဆိုလို့တယ်နော်အဲ့လိုဆိုလို့တာအဲ့ဒါကြောင့်မလို့ကိလေသာကိုပယ်ဖို့ကြိုးစားတာကိုဝိရိယလို့ခေါ်တယ်ကိလေသာတွေပယ်မှဒီဒုက္ခဆိုတဲ့ခန္ဓာ၅ပါးကိုကျော်လွှားနိုင်မှာတဲ့အဲ့ဒါကိုပြောတာဝိရိယေနဒုက္ခမစ္စေတိမဂ္ဂင်၈ပါးထဲမှာဆိုရင်တမ္မာဝါယာမကိုဆိုလို့တယ်ပေါ့တမ္မာဝါယာမနဲ့ဒုက္ခကိုကျော်လွှားနိုင်တယ်တဲ့ဟောနောက်၈ခုမြောက်မေးခွန်းကြတာဗာမေးတော့ဆိုကထံတုပရိသုစတိဘာနဲ့မှလူတွေရဲ့စိတ်အစဉ်ဟာစင်ကြယ်နိုင်တုံးပေါ့လူတွေရဲ့စိတ်ဟာစင်ကြယ်နေတာမဟုတ်ဘူးလူတွေကမစင်ကြယ်တာကိုမသိဘူးအဝတ်ကလေးညစ်နေရင်လည်းသိတယ်လူခန္ဓာကိုယ်မှာကြီးတွေတက်နေရင်လည်းသိတယ်ပြင်ဘက်ကယုံနဲ့ပတ်သက်ပြီးတော့မတန်ရှင်းရင်တော့သိကြလမ်းနေမတန်ရှင်းတာသိတယ်အိမ်နေမတန်ရှင်းတာသိတယ်အဝတ်မတန်ရှင်းရင်သိတယ်ဘာကြတော့မသိတာလို့ဆိုစိတ်မတန်ရှင်းတာကြသိမသိဘူးဟောစိတ်မတန်ရှင်းတာကိုမသိဘူးအဲ့တော့အရေးကြီးတာကတော့အဝတ်တန်ရှင်းဖို့လည်းလောက်အောင်အဝတ်တန်ရှင်းဖို့လည်းစိတ်တန်ရှင်းလူတွေကတော့နေစဉ်နဲ့အမျှကိုယ့်ကိုတန်ရှင်းအောင်လုပ်နေကြမနေ့အေးရထားတာနဲ့မျက်နှာတစ်တယ်ရေမိုးချိုးတယ်ဖီးလိမ့်ပြင်စစ်တယ်ဟောရုပ်တန်ရှင်းအောင်လုပ်တာအဝတ်စားတွေလဲတယ်တန်ရှင်းသို့သောစိတ်ကြတော့လဲလာဆိုမလဲဘူးစိတ်ကတော့စိတ်ပုတ်နဲ့ပဲသွားနေတာများကိုယ်စိတ်ထဲမှာမကောင်းတဲ့စိတ်တွေဖြစ်နေရင်တန်ရှင်းရမှာမသိကြဘူးတဲ့ဒါကြောင့်မို့လို့တိတဲ့ပညာဟာတန်ရှင်းစေနိုင်တယ်ဟောဒါကြောင့်မို့မြတ်စွာဘုရားဖြေတယ်ပညာယပရိသုစတိအတိပညာနဲ့မှအငြိကြီးတွေဖယ်ရှားနိုင်ပါတယ်စင်ကြယ်တန်ရှင်းနိုင်ပါတယ်သိမှုဟာငါမှာဘယ်လိုအစမှာတော့ဆိုငါစိတ်ထဲမှာကိလေသာအညစ်အကြေးတွေရှိနေပါလားလို့သိဖို့ရစအဲ့ဒါလို့သိလာလို့ရှိရင်ဘယ်နည်းလမ်းနဲ့တန်ရှင်းအောင်လုပ်ရမလဲဆိုဟောမိတ်ဆွေပါจิตတရားပဲရသော်ဗျာမာသရိပ္ပဏသုံးပါဟောထားတယ်မို့လားဧကယေနောအယံဘိကွေမေခောတတ္တနံဝိတုဒ္ဓိယတရားတွေစင်ကြယ်ဖို့ဆိုစိတ်စင်ကြယ်ဖို့ပြောတာတရားတွေကိလေသာအညစ်အကြေးကစင်ကြယ်ဖို့ဆိုလို့ရှိရင်ဟောတာတခုတည်းသောလမ်းကြောင်းပဲလို့တလန်းတည်းသောအကျင့်ပဲလို့ဒီလိုဟောတာဒါကြောင့်မို့လို့သိပြီးတော့ပညာလမ်းကြောင်းကနေသွားမှစင်ကြယ်နိုင်တယ်လို့ဟောဒီအဖြေလေးကိုနာရတာ ਨੇ ခုနကအလွန်ကြမ်းတမ်းခက်ထန်တဲ့ဒေါသမန်လေးအားကြီးတဲ့ဒီအလဝကကြီးဟာသောတပန်ဖြစ်သွားတယ်ဒါလောက်နဲ့တင်သူသောတပန်ဖြစ်သွားမြန်လာကြီးလားလို့ပိဋကကထင်အောင်ထင်လိမ့်မယ်သူကအလေးနဲ့ထားပြီးတော့စဉ်းစားတာလေမြတ်စွာဘုရားရဲ့အဖြေတိုင်းကိုအလေးနဲ့ထားပြီးတော့ apply လုပ်တဲ့ခေါ်တာလက်တွေ့သူ့မှာကျင့်သုံးမှုတွေရှိတယ်ဒါကြောင့်မို့လို့သူဟာအလေးနဲ့တရားဓမ္မအာယုန်ထဲမှာတမာရီတွေရပြီးအသိဉာဏ်တွေဖြစ်လာတာအဲ့ဒီအချိန်မှာသူသောတပန်ဖြစ်သွားတယ်သောတပန်ဖြစ်သွားပြီးတဲ့နောက်မှာမေးခွန်းတွေဆက်မေးတယ်သူ
ကထံသူလဘတိပညာနဲ့အဲ့ဒီပညာနဲ့မှစင်ကြယ်နိုင်တယ်ဆိုတော့ပညာကိုဘယ်လိုရအောင်လုပ်ရမလဲမြတ်စွာဘုရားမေးတာပညာကိုဘယ်လိုရအောင်လုပ်ရမလဲမြတ်စွာဘုရားဖြေတယ်သုတ်တုတာလဘတိပညာအပ္ပမတ္တောဝိသက္ခဏောတတ္တဟာနောအရဟတံဓမ္မနိဗ္ဗာန်ပတ္တိယသုတ်တုတာလဘတိပညာအပ္ပမတ္တောဝိသက္ခဏောမြတ်စွာဘုရားဖြေပုံကပြည့်ပြည့်ဝဝရှိတယ်သူမေးလိုက်တာကပညာကိုဘယ်လိုနဲ့ရနိုင်တယ်လဲဘာနဲ့ရနိုင်တယ်လဲဘယ်လိုမှပညာရမလဲလို့ဆိုတော့တတ္တဟာနောအရဟတံဓမ္မနိဗ္ဗာန်ပတ္တိယမြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်ရဲ့စကားကိုယုံကြည်မှုတရားတရားနဲ့ယုံကြည်မှုနဲ့နိဗ္ဗာန်ရောက်ကြောင်းတရားကိုတဲ့နော်အလေးနဲ့ထားပြီးတော့သိခြင်းနာခြင်းပဲဆိုလို့ရှိရင်တော့မမေ့မလျော့နဲ့ဆင်ញင်တုံတရားထားပြီးနာမယ်ဆိုရင်တော့ဒီပညာရပါတယ်လို့ပြောတာခုနတရားနာတာနိဗ္ဗာန်ရောက်ဖို့တရားဟောတဲ့အခါမှာအလေးနဲ့ထားပြီးတော့နာတဲ့ပုဂ္ဂိုလ်ဟာမက်ဖို့နိဗ္ဗာန်ဆိုမက်ဖို့ဆိုတဲ့မက်ပညာဖို့ပညာကိုရတယ်ဒီလိုဆိုလိုတာပေါ့နော်ထက်နဲ့ဆက်တရားနာရင်လည်းပဲမဉ္ဇဉ်ဖို့ဉ္ဇဉ်ဆိုတာရသွားနိုင်တယ်တဲ့ဒါကိုပြောတာအဲ့မှာသုတ်တုတာဆိုတာလိုလိုချင်းချင်းဆန္ဒနဲ့စိတ်အားကုန်စိုက်ပြီးတော့နာတာအပ္ပမတ္တောဝိသက္ခဏောမမေ့မလျော့စွဲမြဲတဲ့တတိစင်ကြုံတုံတရားရှိရှိနဲ့ယဟန္တာပုဂ္ဂိုလ်တွေမြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်တွေဘုရားရှင်ကိုရောမြတ်တို့ရဲ့စကားကိုလေးလေးစားစားနဲ့နိဗ္ဗာန်ရောက်ကြောင်းတရားကိုလိုလိုချင်းချင်းနာယူမှတ်သားပြီးတော့သိမယ်ဆိုရင်ပညာရပါတယ်အနာရဝိတတိရဲ့တာကာလဆိုတာမြတ်စွာဘုရားတရားနာရင်ပထမဆုံးကတော့သူ့ဖေကအိမ်ကနေမှားလိုက်တာမင်းဘုရားစီကတရားတစ်ပုဒ်တော့မှတ်ခဲ့လို့ရှိရင်ငါငွေ1000ပေးမယ်နော်တရားနာပြီးတော့တရားတစ်ပုဒ်ကိုအိမ်ကျပြန်ပြောရမှာဆိုတော့ तू မှတ်လိုက်တာမှတ်လိုက်ရင်ပျောက်သွားလိုက်ရင်မှတ်လိုက်ရင်ပျောက်ရသွားတယ်မှတ်မယ်ဆိုပြီးတော့စိတ်အားကုန်စိုက်ပြီးတော့မှတ်မိအောင်လို့ကြိုးစားပြီးနာလိုက်တာတရားလည်းပြီးရောတတ်မှာဖြစ်သွားတာ။နော်။တေချာအာယုံဆိုင်နာတာကိုဆိုလို့တယ်။ဒါကြောင့်မို့တာဓုခံမနတိကာရယတ္တာဟိသာသနာတံပတ္တိလို့ဆိုတယ်။မြတ်စွာဘုရားရဲ့အဆုံးအမတွေပြည့်ပြည့်ဝကိုယ်တဏ္ဍရောက်ဖို့ဆိုတာတဲ့။ကောင်းကောင်းနားဆိုင်ပြီးထောင်ရမယ်လို့ဒီလိုပြောတာ။တရားဟောတဲ့အခါမှာကောင်းကောင်းနားဆိုင်ပြီးတော့ကိုယ်ခန္ဓာကိုယ်နဲ့ဆက်ပြီးတော့နားထောင်ရမယ်။အဲ့ဒါဆိုလို့ရှိရင်ပညာရတယ်လို့ဒီလိုပြောတာပဲအဲ့ဒါကိုဆိုလို့တယ်နော်တတ္တဟာနောအရဟတံဓမ္မနိဗ္ဗာန်ပတ္တိယသုတ်တုတာလဘတိပညာအပ္ပမတ္တောဝိသက္ခဏောမမေ့မလျော့နဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့ယုံကြည်ချက်ထားပြီးတော့ကိလေသာအတ္တဝကင်းကွာတဲ့ပုဂ္ဂိုလ်သူမြတ်တို့ရဲ့နိဗ္ဗာန်ရောက်ကြောင်းတရားကိုတဲ့လိုလိုချင်းချင်းနာလို့ရှိရင်ပညာရပါတယ်ဒီလိုဖြေလိုက်တာဒါသောတပန်ဖြစ်ပြီးမှမေးတဲ့မေးခွန်းလို့ဆိုတယ်နောက်10ခုမြောက်မေးတဲ့မေးခွန်းကကထံသူဝိနတိထနံမေးတယ်ဒါကတော့သူ့အတွက်ရင်လို့မဟုတ်ဘူးမေးခွန်းရှိလို့မေးတဲ့သဘောရှိတယ်ကထံသူဝိနတိထနံလောကမှာပစ္စည်းဥစ္စာတွေကိုဘယ်လိုလုံးမှရနိုင်တယ်လဲဒါကပฏิရူပကာရီဓုရဝါဥဋ္ဌတာဝိနတိထနံပฏิရူပကာရီဆိုစီနဲ့ကန်းနဲ့နော်စီဝါဖြစ်မဲ့နီလန်းနေနဲ့တရားမြတ်တဲ့နီလန်းနေနဲ့ချိုးချိုးဆာဆာတက်တက်ကြွကြွအားထုတ်လို့ရှိရင်တဲ့ရှားပွေလို့ရှိရင်ပစ္စည်းဥစ္စာဆိုတာရပါတယ်ဒီလိုဖြစ်တယ်ဗျာဆိုဗျာ7ခုမြောက်မေးခွန်းကြတော့ကထံသူကိတ္တိပပ္ပောတိလောကလူတွေဟာကြော်ကြားမှုလိုချင်ကြအဲ့ဒီကြော်ကြားမှုကိုဘာနဲ့မှအစစ်မှန်နဲ့မှရနိုင်လို့ဆိုသစ္စေနကိတ္တိပပ္ပောတိအမှန်တရားနဲ့မှရနိုင်တယ်လောကလူတွေဟာမင်းမာသစ္စာလူမာဂတိဆိုတာလို့ဂတိသစ္စာရှိလို့ရှိရင်တော့သူ့ရဲ့ဂုဏ်သတင်းဟာကြော်ကြားတယ်လို့အဓိကအချက်နဲ့ဖြေတာပေါ့နော်နောက်12ခုမြောက်မေးခွန်းကြတော့ကထာမိတ္တန်နိခန္တတိမိတ်ဆွေတွေအပေါင်းအသင်းတွေနဲ့ခိုင်ခိုင်မြဲမြဲဖြစ်ဖို့မိတ်ဆွေဖွဲ့ဖို့ဟာဘာအရေးကြီးဆုံးလဲတဦးနဲ့တူမိတ်ဆွေဖြစ်ဖို့ခိုင်မြဲတဲ့မိတ်ဆွေ
အပေါင်းအသင်းတွေဖြစ်ဖို့ဘာလို့တော့ဆိုမြတ်စွာဘုရားပြောတထံမိတ္တနိခန္ဓတိအေးမင်းနှမျောနေလို့ကတော့မိတ်ဆွေမရှိဘူးတဲ့မိတ်ဆွေပေါ်ကြလို့ရှင်ပေးရတယ်ကမ်းရတယ်လက်ဆောင်ပေးဟုတ်တယ်မှန်တယ်ဘုန်းကြီးတို့တီဟိုနေတော့ဆိုလို့ရှင်ဟိုကလားလေးတွေဟွာလေးပေးဒါလေးပေးလက်ဆောင်ပေးရင်မိတ်ဆွေတအားပေါ်တာနော်မြတ်စွာဘုရားလည်းအိန္ဒိယတို့အဲ့ဒီမှာပွင့်တာဆိုတော့သူတို့ကလက်ဆောင်လေးတွေပါလေးပေးရင်အလွန်မိတ်ဆွေပေါ်တယ်ဘာလေးညာလေးပေးလိုက်ရင်မိတ်ဆွေဆိုတာဖြစ်လာတာပေးကမ်းခြင်းဟာမိတ်ဆွေကိုပေါ်များစေတယ်ဆိုတာဒါမှန်တယ်ပေါ့နော်ဟောနောက်တစ်ခုမေးတဲ့နောက်ဆုံးမေးခွန်းကတော့ဘာတော့ဆိုအတ္တမလောကပရံလောကကထံပစ္စနာသောစတိအခုဒီလောကလူတွေကသိနေကြနော်အခုလက်ရှိလောကလူတိုင်းတွေ့ကြုံနေကြပြီဒီလောကကထာဝရလားဆိုမဟုတ်ဘူးတနေ့ကျရင်ဒီလောကကထွက်ရမယ်အဲ့ဒါလို့ထွက်တဲ့လောကကိုနောက်သွားရမယ့်လောကကိုပရလောကလို့ခေါ်တယ်ခုခေတ်တော့တစ်စီအကြောင်းမှာပရလောကလို့ပြောနေကြတယ်ကိုယ်လည်းပရလောကနောက်ရှိတယ်ဆိုတာမှတ်ဒီလောကကနေပြီးတော့ထွက်ခွာရမယ့်လောကပရလောကလို့ခေါ်တယ်အဲ့ဒီပရလောကကိုတဲ့သိပြီးတဲ့နောက်မှာသွားဖို့အတွက်ဘာတွေရှိမှဆိုရင်တော့ကမရောက်ရမှာတော့နဲ့ဘာတွေရှိဖို့လိုတော့စေအေးလေနေနိုင်ဖို့ဘာတွေရှိဖို့လိုတော့ဆိုမြတ်စွာဘုရားကဖြေတယ်ယတ္တိတေစတုရောဓမ္မာယတ္တိတေစတုရောဓမ္မာတတ္ထတဂရမေတိနောအိမ်မှာနေပြီးစီးပွားရှာယုံကြည်ချက်ရှိတဲ့ပုဂ္ဂိုလ်မှာဒီတရားလေးမျိုးအရေးချင်းလေးရကိုယ်တဏ္ဍာမှာရှိရမယ်အရေးချင်းလေးရကဘာလို့ဆိုသစ္စာမှန်ကန်စွာပြောဆိုတဲ့အမှန်တရားဂရိသစ္စာရှိရမယ်ဓမ္မပညာရှိရမယ်ဓိဋ္ဌိလုံလဝိရိယရှိရမယ်စံကစွန့်လွတ်အနိဋ္ဌခံမှုရှိရမယ်စွန့်လွတ်နိုင်ရမယ်နှမျောတွေ့တာပြီးမနေရဘူးစွန့်ကြဲရမယ်ဒီလိုဆိုလို့တယ်သစ္စာမနာကိုပြောရမယ်ဓမ္မပညာရှိရမယ်ဓိဋ္ဌိဝိရိယရှိရမယ်စာကစွန့်လွတ်မှုရှိရမယ်လို့ဆိုတယ်အဲ့ဒီတရားလေးမျိုးအရေးချင်းလေးရနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာတဝေပစ္စနာသောစတိတမလွန်လေးအရေးအတွက်စိုးရင်ကြမရှိပါဘူးတဲ့ဒီအချက်တွေနဲ့ပြည့်စုံလို့ရှင်တမလွန်လောကအတွက်ဘာမှစိုးရင်ကြမရှိဘူးလို့အဲ့ဒါလို့မြတ်စွာဘုရားကမိဂုဏ်တွေကိုဖြေပြီးတဲ့အခါမှာဘာမိတ်ရှိတော့ဆိုနော်အိမ်ကအင်ကြီးပိပု္ပ္ပတ္တုမင်းကိုငါတိုက်တွန်းနေတဲ့ခြံနဲ့တမနာပြမနာတွေကိုလည်းဒီမိဂုဏ်တွေမေးကြည့်ပါဦးတဲ့ပုထုတမနာပြမနီလောကမှာတမနာပြမနာတွေအများကြီးရှိတယ်သူတို့ကိုလည်းမေးပါတယ်နော်ယတိသစ္စာဓမ္မာစာကမန္တရာဘိခန္တရာဘိယောဒဝိသတိဒါတဲ့ပို့ပြီးတော့များတမန်တော်လောကအရေးစိတ်အေးဖို့ရအတွက်ဒါတဲ့ဒီလေးချက်တဲ့ပို့ပြီးတော့များရှိမရှိမင်းမေးကြည့်ပေါ့တဲ့မယုံလို့ရှင်အဲ့တော့အာလဝကဘီလူကြီးကမေခွန်းတွေကိုနာရင်နဲ့စိတ်နှလုံးတွေနှူးကြံပြီးသူပထမမေခွန်းတွေကလေးကနော်မေခွန်းပု္ပ္ပာတွေမြတ်စွာဘုရားကထံတုပရိသုစတိဆိုတဲ့မေခွန်းရှစ်ခုမြောက်မေခွန်းကိုနာပြီးကြတဲ့အဖြေကိုနာရကြတဲ့သူကသောတာပန်ဖြစ်သွားတယ်သောတာပန်ဖြစ်တော့သူသိကျင်တာတွေကိုဆက်မေးနောက်ဆုံးမှမြတ်စွာဘုရားကမင်းမကျေနပ်သေးရင်မေကိုတွေ့တဲ့ပုဂ္ဂိုလ်တွေဆိုသူကမြတ်စွာဘုရားနဲ့တွေ့ပြီးမှသူဘယ်သူ့ကိုမှမေးစရာမလိုတော့ဘူးတဲ့သောဟံအစ္ဆပသနာမိယောအထောတံပရာယိကုံဒီကနေ့မှနောင်ဘဝအတွက်ဘာလို့ရမယ်ဆိုတာသူရှင်းရှင်းလင်းလင်းကြီးသိသွားပါပြီတခြားပုဂ္ဂိုလ်တွေကိုမေးစရာမလိုတော့ပါဘူးလို့ဒီပြောပြီးတော့နောက်ဆုံးမှာဒီအာလဝကဘီလူကြီးကဘလောက်လိမ်မာသွားတော့လို့ဆိုတဲ့အခါမှာသူဘလောက်လိမ်မာသွားတော့ဆိုသောဟံဝိစရိတမိဂမ္မာဂမ္မပုရနမတမနောတံဗုဒ္ဓံဓမ္မတ္တသာသူဓမ္မတံသူဟာဘယ်သွားခီးသွားတဲ့အခါမှာတရွာကနေတရွာတစ်မြို့ကနေတစ်မြို့သွားတဲ့အခါမှာမြတ်စွာဘုရားနဲ့တရားဓမ္မကိုသူဥထိပ်ရွက်ပန်းစင်ပြီးရှ िख ိုးပြီးသွားပါမယ်လို့အဲ့ဒါလောက်ထိအောင်ဘုရားတရားကိုဥထိပ်ထားပါတယ်ဆိုတဲ့အကြောင်း
နမတ္တမနောတံဗုဒ္ဓံဓမ္မတ္တသသူဓမ္မတံမြတ်စွာဘုရားကိုအမြဲတမ်းရှိခိုးသွားမယ်နော်တရားတော်မြတ်ရဲ့ကောင်းမြတ်တဲ့တရားအရေးချင်းတွေကိုရှိခိုးပြီးတော့သူသွားပါမယ်ဘယ်သွားဘုရားတရားနဲ့ဥထိတ်ထားပြီးတော့သွားမယ်လို့မြတ်စွာဘုရားကိုလျှောက်ထားခဲ့တယ်အလွန်ကျမ်းတဲ့အာလဝကကြီးဟာလိမ္မာရင်ကျေးပြီးတော့သွားတယ်အဲ့ဒီလိုမြတ်စွာဘုရားတရားဟောလို့လိမ္မာရင်ကျေးသွားတဲ့အချိန်လေးမှာပဲနတ်နဲ့ပိုင်းကလည်းနတ်နဲ့မိုးတော့အလင်းရောက်တဲ့အချိန်နဲ့သွားစုံစည်းတယ်ပေါ့အဲ့ဒီလိုစုံစည်းတဲ့အချိန်မှာအာလဝီဘုရင်ကြီးကလည်းသူ့သားတော်လေးကိုထမင်းတအိုးနဲ့သားတော်လေးကိုဘလူးစာအဖြစ်လာပို့တဲ့အချိန်နဲ့သွားဆုံသွားတယ်အဲ့ဒီမှာမြတ်စွာဘုရားကအာလဝကဗိတုကြီးကိုဒီရင်ကျေးလိမ္မာသွားအောင်အာလဝကဗိတုကြီးရဲ့အကျိုးစီးပွားအတွက်မြတ်စွာဘုရားသခင်ကိုရောမြတ်လုံနိုင်ခဲ့ပြီတခါအာလဝီဘုရင်ကြီးရဲ့သားလေးဟာဘလူးစာခံရမဲ့ခြေကနေပြီးတော့လည်းပဲမြတ်စွာဘုရားရောက်နေသည့်အတွက်ကြောင့်အစားမခံရဘူးအဲ့ဒီကလေးလေးဟာဘလူးကြီးလက်ထဲရောက်တဲ့ဘလူးကြီးကရှက်တယ်ဒီမင်းသားလေးကိုသူဘုရားရှိမှသူစားဖို့ပေးတာတက်ရှိတဲ့တော်ကသူဘယ်တော့မှမတတ်တော့ဘူးပေးလိုက်တဲ့အခါကျတော့သူရှက်နေလို့မြတ်စွာဘုရားကလက်ခံလိုက်ဆိုပြီးတော့အဲ့ဒီမင်းသားလေးကိုလက်ခံလိုက်ပြီးတော့မြတ်စွာဘုရားကိုလှူတာသူဒီမင်းသားလေးအဲ့ဒီအာလဝီပြည်ကမင်းသားလေးရဲ့နာမည်ကိုနောက်ပိုင်းကျတော့ဟထကလို့ခေါ်ကြတယ်ဟထကဆိုတာမင်းလာပြီးတော့ပို့တဲ့မင်းမူရန်ရဲ့လက်ကနေဘလူးလက်ထဲဘလူးလက်ကနေဖျားလက်ထဲဖျားလက်ကနေပြီးမင်းမူရန်ရဲ့လက်ထဲကိုပြန်ပြီးတော့မြတ်စွာဘုရားထည့်ပေးလိုက်တာမင်းသားလေးဟာအသက်ရှိသွားတယ်ဘလူးစားခြင်းမှလွတ်သွားဒါကြောင့်မို့ဟထကလို့ခေါ်တာသူ့ကိုဟထကမင်းသားတဲ့လက်တစ်ခုကနေလက်တစ်ခုပြောင်းတာတကယ်တော့မြတ်စွာဘုရားရဲ့မွေးစားသားလို့ဆိုရမှာပေါ့နော်။နောက်ခေတ်ကျတော့သူကဥပဒကအချမ်းရံ900နဲ့အနာဂံအဖြစ်ကိုရောက်သွားတယ်ဟထကမင်းသား။အဲ့ဒီဟထကမင်းသားအကြောင်းကိုတော့နောက်တရက်ကျမှဆက်ပြီးတော့တဏှာမှာဟောမှာဖြစ်ပါတယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့လောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်တွေဟာကြည့်အာလဝကဗိလူကြီးကိုဒီချမ်းတန်ရက်ဆက်တဲ့အာလဝကဗိလူကြီးကိုလိမ္မာရင်ကျေးအောင်ဆုံးမခြင်းဘလူးစားခံရတဲ့ဘေးကနေလွတ်မြောက်ပြီးတော့မြတ်စွာဘုရားရဲ့တပိဿဝကတွေထဲမှာတန်ဖိုးရှိတဲ့ဥပဒကတယောက်ဖြစ်အောင်ကဲတင်မဆာနိုင်ခဲ့ခြင်းဆိုတဲ့အကျိုးကျေးဇူးတွေကိုမျှော်ကိုးပြီးတော့မြတ်စွာဘုရားအခက်ခဲတွေမျိုးကြားကနေပြီးလောကသားတို့ရဲ့အကျိုးကိုဆောင်ရွက်တော်မူခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့လောကသားတို့ရဲ့အကျိုးကိုဆောင်ရွက်တော်မူတဲ့မြတ်စွာဘုရားရဲ့ခုံတော်ကျေးဇူးတော်တွေကိုအာယုံပြုပြီးတော့ဘုရားတော်တတိကမ္မထံပွားများလျက်မိမိတို့ရဲ့စိတ်နှလုံးအေးချမ်းအောင်ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း